မင်္ဂလာပါရှင်ကျွန်မအခုဆိုလို့ရှိရင်ငဖဲခဲရင်ဒီချက်ဟင်းလေးကိုအိမ်ချက်ချက်ပြနေပြီလေးနဲ့ချက်ပြတော့မှာပဲဖြစ်ပါတယ်ရှင်။အဝင်ပစ္စည်းတွေကတော့ငဖဲ30သာခရမ်းချန်သီး5လုံးနနမင်းငရုတ်သီးစိမ်စီငံပြာရည်ငရုတ်နဲ့စားတခြားချက်သွန်ပြူချက်သွန်နီလှီထားတာများလိုအပ်ပါမယ်ရှင်။ငဖဲကဆိုလို့ရှိရင်နေပြီးသားပေါက်ပြီးသားဖြစ်တဲ့အတွက်ကြောင့်မို့ကျွန်မငနွန်းလေးနဲ့ပဲဆက်နေလိုက်ပါမယ်။ငနွန်းလေးတက်သွန်ပြူချင်းလေးကိုထည့်မယ်ပေါ့နော်။အိမ်ကလူကြီးရဲ့တက်သွန်ပြူချင်းနဲ့ငဖဲကိုကြိုက်တဲ့အတွက်ကြောင့်မို့ကျွန်မထည့်ပါတယ်။နေငယ်ထည့်မယ်ပေါ့နော်ပြီးတော့ရှင်ငဖဲကစီပြီးသားဖြစ်တဲ့အတွက်ကြောင့်မို့ကျွန်မတို့ဒေရုံပဲပေါ့နော်ပေါက်စရာသိမ့်မလို့တော့ပေါ့ခုလုံးငဖဲစေးသွားပြီဆိုလို့ရှိရင်တော့ကျွန်မတို့ငဖဲလုံးတဲ့နေရာမှာကျွန်မစီကိုမသုံးမဲနဲ့ရေနဲ့လုံးမယ်ပေါ့နော်လက်တွေစိတ်ကတဲ့ဟာကိုကာကွယ်ချင်တဲ့အတွက်ကြောင့်မလို့စီကိုသုံးတယ်ကျွန်မကတော့ဒီနေရာမှာရေအစားသုံးထားပါတယ်ရေနဲ့ထိပြီးတော့လက်စိတ်ကတာကိုကာကွယ်နိုင်ပါတယ်ရှင်ခုဆိုရင်ငဖဲတွေရလာပြီပေါ့နော်အဲဒါဆိုလို့ရှိရင်တော့ကျွန်တော်လုပ်ငန်းစပါမယ်ပထမဆုံးအိုးပူပေးပါမယ်ဆိုလို့ရှိရင်တော့စီထည့်ပါမယ်ရှင်စီထမင်းစားဆုံးနဲ့ဆိုလို့ရှိရင်တော့5ဆုံး6ဆုံးတော့ထည့်ပါတယ်စီပူလာပြီဆိုလို့ရှိရင်ငဖဲလေးကိုထည့်ပြီးတော့ကြော်ပါမယ်ပေါ်ရန်လေးတင်းသွားတဲ့အထိပေါ့နော်ခုလိုနေထားရပြီဆိုလို့ရှိရင်ငဖဲကိုပူရရနဲ့ဆဲလိုက်ပါမယ်ရှင်ပြီးရင်စီရဲကိုနည်းနည်းမအနှံ့ငယ်ထည့်ပါမယ်တက်သွန်ဖြူတက်သွန်ဒီနှီးထားတာကိုထည့်ပါမယ်စီးသက်ပါမယ်ရှင်တက်သွန်နည်းနည်းဝါလာပြီဆိုရင်ငရုတ်နှစ်ကိုထည့်ပါမယ်စီတတာအရာမြောင်းသားမယ်ဆိုလို့ရှိရင်ခရမ်းချန်သီး5လုံးပြီးထားတာကိုထည့်ပါမယ်စားထည့်ပါမယ်နောက်ကစားထည့်ပါတယ်ငံပြားရေးထည့်ပါတယ်ပြီးရင်ငယ်မှုပေးပါတယ်ရှင်ကျန်တဲ့ဒီကြည့်ဖို့အတွက်ရေထည့်ပါတယ်
မပြုံးရုံပါပြီးရင်ခဲရည်စီချိန်ဖို့အတွက်အဖုံးအုပ်ထားပါမယ်ကျွန်မတခုမေ့သွားတာကနန်းနန်းပဲအမြင့်တွေကိုထည့်ဖို့အတွက်မေ့သွားပါတယ်စီးတက်တဲ့နေရာမှာထည့်ပါတယ်ဖုံးမြောက်လာပါမယ်ရှင်တနေ့လေးခဲရည်စီကိုခြေလိုက်အောင်ပဲပေါ့နော်ခုဆိုခဲရည်စီမရသေးတဲ့အခါကျနောက်ဆုံးခဲရည်စီကြည်သွားပြီဆိုရင်ငဖဲလေးထည့်ပါမယ်ထည့်ပြီးတော့မွေးပေးပါမယ်ရှင်ဒီစားလေးမွေးပေးပါမယ်ရှင်ငရုတ်သီးထည့်ပါမယ်ငရုတ်သီးတောင်ထည့်ပါမယ်နန်းနန်းပဲအုပ်ပါမယ်စီစံရည်စံအချိန်လေးရပြီဆိုလို့ရှိရင်တော့ခုလိုပြီဆိုလို့ရှိရင်ဘဝနေချပြီးတော့သုံးဆောင်လို့ရပါပြီရှင်စောင့်ကြည့်ကြည့်ရှုပေးတဲ့အတွက်အများကြီးကျေးဇူးတင်ပါတယ်ရှင်ဘိုင်ဘိုင်